Harry တေဆုံးပြီးနောက်မှာသူသား Steve ကအဖေကလက်စားချီချင်းစိတ်တွေတဖွာဖွာဖြစ်လာတယ်။အာသာလည်းကိုသူငယ်ချင်းကိုတတ်ခဲ့ရတဲ့အပိရှိစိတ်ကြောင့် Steve ကိုစောက်ရှောက်ဖို့ဆုံးဖြတ်လိုက်ပြီးနောက်ဆုံးမှာတော့ Steve ကိုခြေစားလူသက်စမားပညာတွေသင်ပေးဖို့လက်ခံလိုက်တယ်။ Steve ကစိတ်မြန်လက်မြန်ရှိပြီးမဲ့အာသာကတော့စိတ်ကိုထိန်းပြီးညာနဲ့ကစားဖို့သင်ပေးတယ်။ဒီလိုနဲ့ဆရာတပည့်နှစ်ယောက်အလုပ်တွေတွဲလို့ရင်းအဆင်ပြေလာကြတယ်။ဒါပေမဲ့တနေ့ကျတော့ဘာသာရေးခေါင်းဆောင်ရောင်ဆောင်ထားတဲ့လူလွင် Andrew ကိုတက်ရမဲ့ mission မှာအလွယ်လွယ်အချောချောတွေထစ်ပြီးတနက်ပွဲချမ်းကြတော့တာပဲ။အဲ့ဒီချိန်မှာပဲအာသာတယောက်အမှန်တရားကိုသိလိုက်ရတယ်။လေးစိမ်မှာသူတို့အဖွေးကပဲတေးပြီးလို့ထင်ထားတဲ့ agent Sebastian နဲ့ပြန်တွေ့တော့မှ Dean က Harry ကိုအကွက်ဆင်ပြီးသခိုင်းခဲမှရိပ်မိသွားတယ်။ Harry ကသစ္စာဖောက်ခဲ့တာမဟုတ်ဘူး။ Dean ကသာအဖွဲစည်းငွေဒီခိုးပြီး Harry ကိုလွှဲချခဲ့တာ။ဒါကိုတီးတီးချဲအာသာနာ Dean ကိုလက်စားချေဖို့ပြင်ဆင်တော့တယ်။ Steve ကလည်းသူ့အဖေပစ္စည်းတွေထဲမှာအာသာရဲ့ထနက်ကိုတွေးသွားပြီးသူ့အဖေကိုတက်ခဲ့တာအာသာမှန်ရိပ်မိသွားတယ်။ဒါပေမဲ့ဘုံရန်သူ Dean ကိုရှင်းဖို့အတွက်ခဏတာမတိချင်းရောင်ဆောင်ပြီးပူပေါင်းလိုက်ကြတယ်။